ကဲအားလုံးပဲမင်္ဂလာပါကိုရှမ်းရဲ့ YouTube channel ကနေပြီးတော့ကိုဒီမတွေအားလုံးကိုနှွေးထွေးစွာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကဲကျွန်တော်မိတ်ဆွေကိုမရအားလုံးပဲမနက်ဖြန်28ရက်4လ2026เนาะတလင်းလာနေ့အတွက်ကိုအဓိကထားပြီးတော့ကျွန်တော်ဘက်ကနေလာရောက်တင်မိတဲ့ဗီဒီယိုမိုင်းလေးပဲဖြစ်ပါတယ်ကဲကျွန်တော်မိတ်ဆွေကိုဒီမတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကောင်းမွန်သောနေ့လေးတွေနေ့တိုင်းဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေလူဝင်ဆန္ဒတွေလည်းတုံးတော့ပြေဝနိုင်ကြပါစေလို့ကိုရှမ်းရဲ့ YouTube channel အသက်ကနေပြီးတော့ကိုဒီမတွေအားလုံးကိုစုမကောင်တောင်းပေးပါတယ်ကဲကျွန်တော်မိတ်ဆွေကိုမရအားလုံးပဲเนาะကဲအဖွင့်နေ့အတွက်ကိုကျွန်တော်ဘက်ကနေအကြိုက်ဆုံးမိန်ရော့ကွက်တွေအကြိုက်ဆုံးတကွက်ကောင်းတွေအကြိုက်ဆုံးပတ်သီးတွေအားလားကြောင့်လာရောက်မြောက်ပြီးတဲ့ဗီဒီယိုပိုင်းလေးဖြစ်တဲ့အတွက်ကြောင့်ငါ့ကိုငါမရဲ့အားလုံးပဲเนาะတေချာလေးတော့နားထောင်ပေးပါတေချာလေးတော့ကြည့်ပေးပါเนาะကိုရှမ်းရဲ့ဗီဒီယိုပိုင်းလေးကတော့4-5-6မိနစ်ပဲတောင်းရမှလို့ကိုဒီမတွေအားလုံးပဲပြီးဆုံးနိုင်အထိကြည့်ပေးပါเนาะကဲဒါဆိုကျွန်တော်မိတ်ဆွေကိုဒီမတွေအားလုံးပဲကျွန်တော်တို့เนาะတလင်းနာနေအဖွင့်နေ့မှာကျွန်တော်အကြိုက်ဆုံးဝမ်းချင်းပြောပါဆိုရင်เนาะ6-9ဝမ်းချင်းပါเนาะ6-9ဝမ်းချင်းပါ6ပိုင်9ပိုင်ပါเนาะ6ပိုင်9ပိုင်ပါ6ပါတော့ကနေ9ပါတော့ကနေကိုဦးစားပေးပြီးတော့ like ဆော့ပေးပါ like ကစားပေးပါကျွန်တော်ချစ်မိတ်ဆွေကိုဒီမတွေအားလုံးပဲเนาะကဲကိုရှမ်းကိုတကယ်အားပေးတဲ့တကယ်ယုံကြည်တဲ့ကိုဒီမတွေအားလုံးပဲเนาะလက်မလေးနေပြီးပါ channel ကို subscribe မနေရသေးရဲ့လူသိကိုဒီမတွေအားလုံးပဲ channel ကို subscribe နှိပ်ပေးထားခဲ့ပါเนาะကျွန်တော်မိတ်ဆွေကိုဒီမတွေအားလုံးပဲဒီတစ်ပတ်မှာကျွန်တော်ဘက်ကနေ share ကောင်းဆုံးဖြစ်အောင်ကြိုးစားပေးမယ်เนาะကဲဒါဆိုကျွန်တော်မိတ်ဆွေကိုဒီမတွေအားလုံးပဲเนาะကျွန်တော်6ပိုင်နဲ့ပတ်သက်ရင်မင်းရော4ခွက်9ပိုင်နဲ့ပတ်သက်ရင်လည်းမင်းရော4ခွက်เนาะအဲ့ထဲမှာကိုချိုင်းအကြိုက်ဆုံးတကောကောင်ရွေးချယ်ထားတယ်เนาะကျွန်တော်ချင်းမိတ်ဆွေကိုဒီမတွေအားလုံးပဲအကြိုက်တူတဲ့ဝန်တာတွေကိုမရအားလုံးပဲ like ဆော့ပေးပါ like ကစားပေးပါเนาะကဲဒါဆိုချင်းမိတ်ဆွေကိုဒီမတွေအားလုံးပဲ6နဲ့ပတ်သက်တဲ့မင်းရော4ခွက်เนาะ6နဲ့ပတ်သက်ရင်ကိုချိုင်းအကြိုက်ဆုံးမင်းရော4ခွက်က65ရယ်60ရယ်6ခွန်ရယ်61ရယ်เนาะကဲတေချာလေးမှတ်ပြီးပါတေချာလေးနားထောင်ပြီးပါကျွန်တော်ကိုဒီမတွေအားလုံးပဲเนาะကဲလိုက်လက်မလေးနေပြီးပါနော်ကနန်းလေးချန်နေတဲ့ comment မှာ okay လို့မှတ်မယ်မင်္ဂလာရှိအောင်လို့မင်္ဂလာပါလို့လည်းရေးမယ်ကိုဒီမတွေအားလုံးပဲနော်ကိုရှမ်းကိုဘာမှပေးစရာမလိုဘူးဗျာကိုဒီမတွေအားလုံးပဲနော်လက်မလေးတစ်ချက်နဲ့ okay လေးမှတ်ပြီးအလားပဲလုပ်ပြီးနော်ကဲဒါဆိုရင်6နံပါတ်တိုင်း65ရယ်60ရယ်6ခွန်ရယ်61ရယ်နော်6နံပါတ်တိုင်းကိုရှမ်းကြိုက်ဆုံးမင်းရော၄ခွက်ပါချင်းမိတ်ဆွေကိုဒီမတွေအားလုံးပဲနော်တခြားလေးတော့နားထောင်ပြီးပါကဲ9နံပါတ်တိုင်းကျွန်တော်ကြိုက်ဆုံးမင်းရော၄ခွက်နော်96 95 93 92เนาะ9နဲ့ပတ်သက်ရင်ကိုရှမ်းအကြိုက်ဆုံးမင်းရော၄ခွက်ပါเนาะကဲဒါဆိုကျွန်တော်တို့အကြိုက်ဆုံးတကောကောင်းခေါ်ပေးမယ်เนาะကဲအကြိုက်ဆုံးတကောကောင်းမခေါ်ခင်မှာเนาะကျွန်တော်ရှိမှာเนาะဟူးမကြော်လိုချင်တဲ့ကိုဒီမကြီးရှိတယ်เนาะကျွန်တော်တို့တလင်းနာအင်ကာဗော်တဘူးเนาะတရားခိုင်တော့အာမခံတဲ့ဇာတုပတ်တီတစ်လုံးရမယ်မွေးကနဲ့2ခွက်ရမယ်เนาะအဖွဲ့ဝင်ကြီးကတော့ကိုဒီမတွေအားလုံးပဲ1000ကျပ်ပါเนาะဆက်သွယ်ရမယ့်နံပါတ်ကိုကျွန်တော်ခေါ်ပေးမယ်မဝင်ရသေးရဲ့လူဟောင်းကိုမတွေအားလုံးရောအခုမှမြင်လို့တွေးလို့ဝင်ကျင်တဲ့เนาะကျွန်တော်ချင်းမိတ်ဆွေကိုဒီမတွေအားလုံးရောเนาะဆက်သွယ်ရမယ့်နံပါတ်ကိုကျွန်တော်တစ်ခေါက်တည်းခေါ်ပေးမယ်နှင်းလေးခေါ်ပေးမယ်တေချာလေးမှတ်ပေးတေချာလေးနားထောင်ပေးเนาะကဲဒါဆိုချင်းမိတ်ဆွေကိုဒီမတွေအားလုံးပဲဆက်သွယ်ရမယ့်နံပါတ်ကတော့9ခွန်3လုံးเนาะ33938ပါเนาะကျွန်တော်ရဲ့အကောင့်ထဲမှာလည်းကျွန်တော်ရဲ့ဆက်သွယ်ရမယ့်နံပါတ်ရှိရယ်เนาะကိုဒီမတွေအားလုံးပဲเนาะကျွန်တော်တို့တလင်းလာအင်္ဂါဗုဒ္ဓဘူးအဲ့3ရက်ဆိုပေမဲ့လည်းကျွန်တော်ချစ်မိတ်ဆွေကိုဒီမတွေအားလုံးပဲเนาะတလင်းလာအင်္ဂါမှာကျွန်တော်ဘက်ကနေကြောက်အောင်ပြီးမှာเนาะတောင်းတွေကကျွန်တော်ကိုယ်မရလုံးပဲတင်ပြီးတော့ကစားထားမယ်တင်ပြီးတော့လိုက်ဆော်ထားမယ်ဒီတစ်ပတ်မှာကျွန်တော်ရဲ့ဇာတုပတ်သီးနဲ့မွေးကနဲ့အလွန်အားကောင်းပါတယ်ချစ်မိတ်ဆွေကိုဒီမတွေအားလုံးပဲကျွန်တော်တခုမှာကျင်တာကကျွန်တော်ကိုဒီမတွေအားလုံးပဲကျွန်တော်ဇာတုပတ်သီးရောမွေးကနဲ့ရောတွဲဆော်နိုင်မှာကျွန်တော်ရှိမှာ live ပေးပါကျွန်တော်ကိုဒီမတွေအားလုံးပဲเนาะကျွန်တော်ဘက်ကတော့အဲ့လိုတော့ပြောချင်တယ်ကိုဒီမတွေအားလုံးပဲပတ်တီးရောအကောဆော့နိုင်မှာ live ပေးပါเนาะကျွန်တော်ဘက်ကနေတောင်းရင်မှုတောင်းဝင်ခံမှုရှိတဲ့ကဏ္ဍမှလို့ကျွန်တော်ကိုမရအောင်ကိုကျွန်တော်ဘက်ကပေးတာเนาะကန်ဆာကြီး1000ကိုလောကမမြင်နဲ့เนาะအဲ့ထက်မကကိုရှင်ဘက်ကတန်အောင်လုပ်ပြီးမယ်ချင်းမိတ်ဆွေကိုဒီမတွေအားလုံးကိုเนาะကဲဒါဆိုရင်ကျွန်တော်အကြိုက်ဆုံးတကောကောင်းခေါ်ပြီးမယ်အကြိုက်ဆုံးတကောကောင်းမခေါ်ခင်မှာကျွန်တော်ကီးတွဲခွေလေးကတော့6408เนาะ6408ကီးတွဲအခွေပါ6408ကီးတွဲအခွေပါเนาะကဲ channel ကို subscribe မနေရသေးတဲ့ကိုဒီမတွေအားလုံးပဲ channel ကို subscribe နှိပ်ပေးထားခဲ့ပါ subscribe နှိပ်ပြီးသားလူဟောင်းကိုဒီမတွေရလဲတူရီတူရီနဲ့ပတ်သက်တဲ့နေရာလေးမှာ share ပေးပါမျှဝေပေးပါနောက်ကိုဒီမတွေအားလုံးပဲเนาะကဲဒါဆိုရင်ချင်းမိတ်ဆွေကိုဒီမတွေအားလုံးပဲကျွန်တော်တို့အကြိုက်ဆုံးတကောကောင်းခေါ်ပေးမယ်เนาะကဲလက်မလေးနေပြီးပါနောက် channel ကို subscribe မနေသေးကိုဒီမတွေအားလုံးပဲ channel ကို subscribe နှိပ်ပေးထားခဲ့ပါเนาะကဲ6နဲ့ပတ်သက်တဲ့အကြိုက်ဆုံးတကောကောင်းเนาะပြီးရင်9နဲ့ပတ်သက်တဲ့အကြိုက်ဆုံးတကောကောင်းเนาะချန်နယ်တက်မှုရှိတဲ့ကိုဒီမတွေအားလုံးပဲတင်ဆော့မယ်တင်ကစားမယ်เนาะ6နဲ့ပတ်သက်ရင်65 60 6ခွန်61
နော်9နဲ့ပတ်သက်ရင်96 95 93 92နော်ကီတော့ကေက6408ကီတော့အခွေနော်6နဲ့ပတ်သက်တဲ့အကြိုက်ဆုံးတစ်ခွက်ကောင်းနော်6နဲ့ပတ်သက်ရင်ကိုရှမ်းရဲ့မင်းကြိုက်ဆုံးတစ်ခွက်ကောင်းပြောပါဆိုရင်63နော်6နဲ့ပတ်သက်ရင်ကိုရှမ်းကြိုက်ဆုံးတစ်ခွက်ကောင်းက63 9နဲ့ပတ်သက်ရင်ကိုရှမ်းကြိုက်ဆုံးတစ်ခွက်ကောင်းနော်9နဲ့ပတ်သက်ရင်ကိုရှမ်းကြိုက်ဆုံးတစ်ခွက်ကောင်းက90နော်6နဲ့ပတ်သက်တစ်ခွက်ကောင်းက63ကတစ်ခွက်ကောင်း9နဲ့ပတ်သက်ရင်90ကတစ်ခွက်ကောင်းနော်တန်တဲ့တမှုရှိတဲ့ကိုဒီမားတွေအားလုံးပဲတင်ဆော့ပေးပါတင်ကစားပေးပါနော်ကိုရှမ်းဘက်ကတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားပေးမယ်နော်ကဲဖွဲ့ဝင်ခြင်းတဲ့ကိုဒီမားတွေအားလုံးပဲလောင်းဝင်လို့ရပြီဆက်သွယ်ရမယ့်နောက်ကိုလည်းကျွန်တော်ပြောထားတယ်ကျွန်တော်ရဲ့အကောင့်ထဲမှာလည်းဆက်သွယ်ရမယ့်နံပါတ်ရှိတယ်ကိုဒီမားတွေအားလုံးပဲနော်ကျွန်တော်ရှိမှလာဦးတဲ့ကိုဒီမားတွေအားလုံးပဲဒီတစ်ပတ်မှာတလင်းနာအင်ကာဗိုလ်တဘူးအိုက်3ရဲ့ဆိုပေမဲ့လည်းတလင်းနာအင်ကာမှာကျွန်တော်ဘက်ကနေတော်တော်လေးအားကောင်းတယ်တော်တော်လေးကြားဖို့တော်တော်အားကောင်းတယ်ကိုဒီမားတွေအားလုံးပဲဇာတို့လိုက်ပတ်တဲ့ကိုဒီမားတွေအားလုံးပဲလာဦးပြီပါကျွန်တော်ဘက်ကနေတရားခိုင်တို့အာမခံတဲ့ဇာတို့ပတ်တီလုံးရမယ်မွေးကနေနှစ်ခွက်ရမယ်နော်ကျွန်တော်အပတ်တိုင်းလို့အဆင်ပြေတဲ့မွေးကနေလည်းကြားတယ်ဇာတို့ပတ်လေးကြားတယ်ကိုဒီမားတွေအားလုံးပဲနော်ကဲဒါဆိုချင်းမိတ်ဆွေကိုဒီမားတွေအားလုံးပဲနော်ကိုရှိုင်းရဲ့ဗီဒီယိုပိုင်းလက်ရှိုးလေးကတော့ဒီလောက်ပါပဲကျွန်တော်ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့နော်ပြည့်စုံနိုင်ကြပါစေကောင်းမွန်သောနေ့လေးတွေနေရန်နေတိုင်းဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေလူဝင်ဆန္ဒတွေလည်းတော်တော်ကပြည့်ဝနိုင်ကြပါစေလို့ကိုရှိုင်းရဲ့ YouTube channel အသက်ကနေပြီးတော့ကိုဒီမားတွေအားလုံးကိုဆုမကောင်းတောင်းပေးပါခဲ့အားလုံးပဲဘိုင်းမှာကျွန်တော်ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးပဲ